မင်္ဂလာပါဒီနေ့ကစတင်နေကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคစတင်နေဝင်မယ်ပထမဆုံးစကုတ်မှုပေါ့နော်စကုတ်တက်ထားရင်ကျွန်တော်တို့စကုတ်ဖွင့်တဲ့ချိန်မှာကျွန်တော်တို့ဒီလိုတစ်ချက်လေးနဲ့နော်ဒီလိုကြာကြီးတဲလေးရောက်ဖြစ်ပါတယ်ပိုးဆိုရင်တော့ဒီလိုကထီမဖွင့်မယ်နော်โอเคအဲ့တော့ quest scope ဆိုတာကျွန်တော်စကုတ်တွေကိုဒီလိုထည့်မလဲရအောင်လို့ဖွင့်ပေးထားခြင်းဖွင့်ပေးထားပါနော်စကုတ်တွေထည့်မလဲစေခြင်းဒီလိုထည့်လဲရအောင်လို့ပေါ့နော်ဖွင့်ပေးထားပါโอเคဒီကောင်ကတော့တက်နဲ့ဟိုးနဲ့ရှိရပါဘောဒီကောင်ကဘာလဲဆိုတော့6ဆပါနော်6ဆချောတဲ့ဟာဖြစ်ပါတယ်ဒီလိုမျိုးဖိချောတဲ့ဟာပါနော်6ဆပြီးဖိချောတဲ့ဟာဖြစ်ပါတယ်โอเคနောက်တစ်ခု PE ခေစတင်ကောင်းဆုံးတာလေးစတင်ပါဒီကောင်ကတော့အနေပဲထားပြီးရင်ကျွန်တော်ခေါင်းဆောင်လို့ရမှာဖြစ်ပါတယ်တက်ကတော့ကျွန်တော်တည်တဲ့အတိုင်းပဲကျွန်တော်တို့ဒီခေါင်းကြားကြီးဆောင်းတာဖြစ်ပါတယ်ခင်ဗျာโอเคဒီဘက်က PK open scope ကတော့ကျွန်တော်တို့ခေါင်းဆောင် scope ပြင်ပါနော်ခေါင်းဆောင် scope ပြင်နေတာဖြစ်ပါတယ်တက်ဖြစ်ပါတယ်โอเคဒါတွေကိုဟိုအနေပဲထားလိုက်ရင်နော်ကျွန်တော်တို့ခေါင်းဆောင်လို့ရမယ် scope ပြင်တဲ့ team မှာပွင့်မယ်နော် team မှာဆောင်းမယ်โอเคဟိုအပန်းကိုတော့သွားမယ်ဒီကောင်ကတော့ location ပေါ့နော်ဒီအပေါ်ဆုံးဟာ location ထောက်တဲ့ဟာဖြစ်ပါတယ်ခင်ဗျာโอเคဒုတိယဟာဒါ sound effect ကတော့နော်ခေါင်းပြတဲ့ခါမှာအတန်ထွက်တဲ့ဟာကိုပြောတာဖြစ်ပါတယ်โอเคဒီဘက်ချမ်းဒါလေးကတော့နော်ချမ်းခွဲတာဖြစ်ပါတယ်ခုံနဲ့တစ်ခုခွဲတာဖြစ်ပါတယ်โอเคဒီကောင်အိတ်တဲ့ခလုတ်လေးကတော့ဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုပိတ်ပေးထားရင်အိတ်တဲ့ခလုတ်ဖြစ်ပါတယ်โอเคဒီကောင်လေးက slide ထိုးတဲ့ဟာပေါ့နော်အဲ့တော့ arena ဆိုတဲ့ခါမှာ slide ထိုးတဲ့ဟာဖြစ်ပြောတာဖြစ်ပါတယ်ဒီကောင်လေးကိုပိတ်ပေးထား slide ထိုးပါဘူးโอเคဒါကတော့ TPP view ပေါ့နော်ဒါကတော့ iPad view ပေါ့နော် iPad view ဖြစ်ပါတယ်ဒီကောင်ကတော့ FPV view ကလည်း iPad view ဖြစ်ပါတယ်ဒီကောင် split ကတော့တော့ပြည့်ရရာခိုင်နှုန်းပေါ့နော်ကိုနဲ့စင်ပြေလောက်ထားပြီးချိန်ကြီးရဖြစ်ပါတယ်ဒီကောင်ကတော့ AS ပါ AS ကတော့တည်တယ်မှာကြီးလိုက်တယ်โอเคဒီ automatic location ရဲ့အင်းကကြတော့ကျွန်တော် enable ထားပေးထားပါဒါဆိုဖွဲ့တယ်တကယ်တယောက်ပြစ်လိုက်တဲ့ခါမှာ enemy ကိုထိရနဲ့ကျွန်တော်တို့တဲ့ကို auto location မြင်ရမှာဖြစ်ပါတယ်နော် auto open door ကြတော့ဒါကားလေးကို auto ဖွင့်ပြီးမှာဖြစ်ပါတယ်ခင်ဗျဒီကောင်လေးကတော့လေးစင်းတဲ့ခါမှာ auto jump ဖြစ်ပါတယ်နော် auto jump ပုံမှာဖြစ်ပါတယ်โอเคအိမ်ဆိုတဲ့အိမ်ဒီအိမ်ဆိုတဲ့ဟာလေးကကျွန်တော်တို့လုပ်လို့လဲဆိုတော့ကျွန်တော်တို့ဒါလေးပေါ့နော်ဒီကိုကျွန်တော်တို့ဒီလိုမျိုးဆွဲပြီးပြင်ရင်ကျွန်တော်တို့ကြည်ပို့ပြီးစုမှာဖြစ်ပါတယ်ခင်ဗျโอเคနော်ပစ္စည်းကောက်တာနေရပလူတွေနော်ပစ္စည်းကောက်တာနေမေးနေပလူတွေတက်ပါနော်ကျွန်တော်တို့ auto pick up ကို enable လေးထားပေးလိုက်ရင်ကျွန်တော်တို့စက်ကုတ်နော်ပစ္စည်းကောက်တာ auto ကောက်တော့မှာဖြစ်ပါတယ်များလာမှာဖြစ်ပါတယ်ကိုမလိုချင်တဲ့ဟာတွေကျွန်တော်တို့ထားပါတော့ဒီ pan တွေမလိုချင်ဘူး pan တွေမလိုချင်ဘူးဆိုပိတ်လို့ရမယ်ပေါ့နော်အဲ့လိုမျိုး auto မကောက်တဲ့ဟာတွေပေါ့နော်အဲဒီလိုမျိုးပေါ့ auto ကောက်မယ်ဒီကလာပါတော့ကျွန်တော် AR ခန်း AKG ဆိုကျွန်တော်ဘလောက်ကောက်ချင်တယ်စကိုင်းဆိုဘလောက်ကောက်ချင်တယ်အမ်ဖို့ဆိုဘလောက်ကောက်ချင်တယ်ဒါတွေကိုယ့်အကူချိန်လို့ရမှာဖြစ်ပါတယ်ဒီအောက်ကတော့280လို့စကုတ်တီလို့ချိန်နေတာဖြစ်ပါတယ်ခင်ဗျဒါတွေကတော့နော်ကျွန်တော်တို့အရှိရဟောတယ်ပေါ့နော် cross လေးတွေအကြောင်းပြောင်းနေတာဖြစ်ပါတယ်စိတ်ချပြောင်းလို့ရပါတယ်နော်โอเคအားလုံးပဲနားလည်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ view လေးကိုလည်း follow မလုပ်ရသေးရင် follow ပေးခဲ့ကြပါဦး